အာယုပြုကြဘုရားကိုရှိခိုးကြပူဇော်ကြဆိုနော်ဆိုတော့လောကလည်းမှာနေတဲ့လူမှလည်းလောကရဲ့အတိုက်ခိုက်ဆုံးရှိတယ်နော်စီဝါရေးပဲဖြစ်ဖြစ်ဘယ်ဟိုရှိလို့မျိုးစုံပေါ့နော်နေရာမျိုးစုံလောကရန်ဆိုအန္တရာယ်အောင်မြင်ခြင်းအဲ့မှာတရားအာရုံပြုနော်6ခုမျိုးရှိတယ်နော်6ခုမြောက်တတ်တာလို့ဆိုရဟုတ်ပါမှာမုံစလိနာတတ်တာဟာအဲ့ကိုဆက်ကြွနော်ခုနှစ်စီနေတာနော်မုံစလိနာဆိုတော့မုံစလိနာအိုင်းဆိုတော့တို့တွေကြားဘူးလေနော်မုံစလိနာငရေုံဘုရားဘောလို့ပြောအောင်မယ်ဆိုရင်တော့အဲ့မုံစလိနာတတ်တာဟာခုနှစ်ဝင်စားအဲ့ဝင်စားအောင်ကြွတော့အခါပဲလေးညွှီးရွာဆိုတော့မိုးလေးရွာလေးတိုက်တဲ့အချိန်ပဲလေဒီမှာကစုံလာကြီးတွေဘုရားဖြစ်တယ်လေကစုံခုနှစ်လေးခုနှစ်ဘယ်လောက်49ရဲ့သူ9ရဲ့နေမှာလေဆိုတော့ဒီကကြော်သွားရင်ကစုံနေယုံမဆိုလေးရောက်ရောနော်ဒါအဖြစ်လေသူရက်ကကြာပြီဆိုတော့အဲ့မှာဘုရားဒီအစပါလာနော်ဒါပဲဘုရားကိုလည်းနေတယ်သူအေးတော့ပြောရတယ်ဘုရားညံတယ်ပေါ့သိစိတ်ဟာဘုရားကိုတော့ဘာနဲ့ပူဇော်မလဲသူကြည့်လိုက်တဲ့အခါမှာပူဇော်တရားခုမှဗိမာန်ကြီးဆောက်ပြီးတော့ဒီဘုရားကိုလုံခြုံအောင်အမိုးဒီကားလေးနဲ့ပူဇော်ရင်တော့ဖြစ်တယ်ဒါပေမဲ့ခန္ဓာကိုယ်နဲ့ရင်းပြီးတော့ပူဇော်မယ်ဆိုပြီးတော့အဲ့ဒါဘုရားရှင်ကိုရောမြတ်ကိုသူ့ရဲ့လက်ကားရဲ့အစီတီပါနော်အဘောကပြင်းပြင်းမိုးဘုရားကိုဒီမတိတ်ပြီးအောင်ဘုရားဆောပူဇော်နော်ဆိုတော့ဒါကိုအကြောင်းပြုပြီးတော့တချို့တွေကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတကယ်ဘုရားကိုယ်ကိုယ်ပြီးဆိုရင်တကယ်လုံးအောင်လုံးမှာဆိုပြီးတော့ဒီလိုပူဇော်ကြတာလည်းရှိတယ်။ဘုရားကိုကိုယ်ကိုယ်တာပဲဆိုပြီးတော့အောက်မှာတမန်ကလေးထိုင်နေတဲ့ပုံစံမျိုးကိုငကားဘုရားပေါ်မှာဘုရားနဂါးပေါ်မှာထိုင်ပြီးတော့ငကားပြင်းနေပြီးတော့အုတ်ထားတဲ့ပုံစံမျိုးနဲ့ချုပ်ပူဇော်ကြတာရှိတယ်။ဘာဖြစ်လဲသူကမှန်းဆပြီးတော့ပူဇော်တာဟုတ်။တကယ်ပါဠိတော်မှာစာရေးအတိုင်းပူဇော်မယ်ဆိုတော့တိတိုင်းဘိုးတွေရောဒီတိုက်ခုနှစ်ရက်ကြည့်တော့ဒါဘိုးတွေတားပဲတို့ချက်ကြီးတို့ဘာလို့သွားကြည့်မတောင်းဘူးလားတောင်းလို့ဆိုရင်တောင်းမလို့ဘိုးတွေကဒီလိုလေးရဘလို့တိုက်နေတော့ဒီဆိုတော့အပေါ်မိုးထားတဲ့အောက်ကဆိုရင်ဆိုဘုရားကိုဘလုံးမှမဆိုးအောင်ဘိုးလုံးအောင်ပတ်တာလို့ဆိုတော့ဘုကောင်းနည်းနည်းလေးပေါ်နေတယ်အဲ့ခေါင်းရည်ဆုံးပါနော်ဒီရက်တာအဲ့ခုနှစ်ရက်ကြည့်တာမိုးဒီရလေးတိုက်နေတယ်ဆိုတော့ပါဠိတော်ဒါပေမဲ့ဘုရားကိုပူဇော်တယ်ဆိုတော့ကြည်ရုံထိုင်ပြီးတော့အာယုပြုပြီးပူဇော်တာတရားနဲ့ပူဇော်တာဆိုတော့ကျိုးကတရားနဲ့ပူဇော်တဲ့ပုံစံနဲ့ဥပ္ပေကြတယ်အကျိုးအဲ့လိုလုံးအောင်ဘုရားကိုလုပ်အဲ့မှာမုစလိတာဆိုတာငကားလို့အတိတ်ပဲပြရအောင်မုစလိတာဆိုတဲ့အတိတ်ပဲကြီးပင်လို့ဒီဘေနာမှာကံရှိအဲ့ကြီးပင်ဘေနာမှာရှိတဲ့ကံမှုလို့အဲ့ကံမုစလိတာကံလို့ခေါ်တာနော်မုစလိတာအိုင်းလို့ခေါ်တာနော်ဒီလိုရကုန်သားပေါ့ဒီယူဘဘိုးနေတော့ဘဘိုးသားမွန်ပြည်နေတော့မွန်ပြည်နေသားရှမ်းပြည်နေတော့ရှမ်းပြည်နေသားရခိုင်နေတော့ရခိုင်သားဒီလိုအရာပြည်နေတော့အရာပြည်သားဒီလိုခေါ်တယ်လို့နော်အဲ့လိုခေါ်တယ်ဒီမုစလိတာဆိုတဲ့ကြီးပင်ကိုအကြောင်းပြပြီးတော့မုစလိတာလို့ခေါ်တကယ်တော့မုစလိတာဆိုတဲ့တဲ့ရဲ့တဲ့ပြည်ကြီးပြီလို့ဒီပဲ။ခုနှစ်ရက်ပူဇော်ပြီးတဲ့အခါမှာဘုရားငကားကိုဟောခဲ့သေးတယ်။ငကားဒေါသတာကြီး။ဒေါသကြီးရင်အမြဲကြီးလို့ရှိရင်ဒေါသကြီးရင်တောကတွေကြီးတယ်။ဒေါသကြီးအပြစ်ကြီးတယ်ဒေါသနဲ့အပြစ်နဲ့ဒေါသပြိုင်အပြစ်ပြတ်တယ်ဒေါသမရှိအပြစ်မရှိတော့ဘူး